ဒီနေ့မှာတော့အပြင်ကွန်လေးကကျွတ်ရွပြီးအတွင်းအီအီလေးနဲ့စားလို့ကောင်းတဲ့မလာအာလူကြော်လေးလှုပ်စားဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အာလူတွေကိုရေစင်အောင်ဆေးပြီးတော့အခွန်ခွာလွယ်အောင်ဓာတ်ရလေးတွေပေးထားလိုက်ပါမယ်။ပြီးရင်တော့အိုးထဲကိုထည့်ရေထည့်ပြီးတော့အာလူတွေနူးဤသွားတဲ့အထိပြုတ်ပေးထားလိုက်ပါမယ်။အာလူတွေနူးပြီဆိုရင်ပကံထဲကိုထည့်ပြီးတော့ကြေအောင်ခြေပေးထားပါမယ်။အာလူတွေကျဉ်ညက်သွားပြီဆိုရင်တော့ပြောင်းကုန်မုံလေးစွန်စားအရသာမုံနဲ့မာလာရှန်ကောအနဲ့အနှဲငယ်တို့ထည့်ပါမယ်။ပြီးရင်တော့မုံသားလေးဖြောင်းနေပါမယ်။နည်းနည်းလေး၆ကက်ကက်ဖြစ်နေတော့ရေလေးတစ်စွန်းတစ်စွန်းထည့်ပြီးတော့နေလို့ရပါတယ်။အနံမွေးအောင်နည်းနည်းမင်းလေးပါလှိပြီးတော့ထည့်ပေးလိုက်ပါတယ်။တမောက်နေပြီးတော့ဒီလိုအနေထားလေးရောက်ပြီဆိုရင်လက်ကိုစီးစွပ်ပြီးတော့ကိုကြိုက်သလိုပုံဖော်လို့ရပါပြီ။အစင်းသေးဖြစ်ရင်စပြီးတော့ကြော်လို့ရပါပြီ။အိုးထဲကိုစီထည့်စီပူလာပြီဆိုရင်အာလူလုံးလေးတွေထည့်ပြီးတော့ရွှေအောင်တန်းလာတဲ့အထိကြော်ပေးလိုက်ပါမယ်။မီးအနေတော်လေးနဲ့တေချာအချိန်ပေးပြီးတော့ကြော်ရင်ပိုကျွတ်ပြီးတော့ပိုစားလို့ကောင်းပါတယ်။မလာနဲ့မွေးမွေးလေးနဲ့ကလေးလူကြီးမွေးကြိုက်ကြတာမို့လို့လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါဦးခင်ဗျာ။